ဟိန္ဒူဖျားရှိကိုတဲ့အခါမှာဘာလို့ဒီလိုမျိုးမီးကို3ချိန်ယူရတာလဲဒါကိုတော့အာရတိယူတယ်လို့ခေါ်ပါတယ်ဒီလိုမျိုးလောက်တာကမကောင်းတာတွေကိုဖယ်ရှားတယ်ဆိုပြီးတော့ဟိန္ဒူဘာသာဝင်တွေကယုံကြည်ထားကြပါတယ်ဒီနောက်ကမှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတချို့လည်းရှိနေပါသေးတယ်ပူရာနမ်ဆိုတဲ့ဟိန္ဒူကျမ်းစာစာအုပ်တွေမှာမီးဆိုတဲ့အရာကလူသားတွေနဲ့ဟိန္ဒူဖျားတွေကိုဆက်သွယ်ဖို့ထားတဲ့အရာတစ်ခုဆိုပြီးတော့ဖော်ပြထားပါတယ်ရှင်းရှင်းလင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ဆူတောင်းတဲ့လိုရာဆန္ဒတွေကိုမီးကနေတဆင့်ဖျားစီရောက်တယ်ဆိုပြီးတော့အရင်ကလူတွေကယုံကြည်ထားကြတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဘာဖျားပွဲပဲလှုပ်လို့မီးဆိုတဲ့အရာကမပါမဖြစ်ကိုဖြစ်နေရတာပါဒါတွေမကသေးပါဘူးဒီလိုမျိုးအာရတိမီးကို3ချိန်ယူတာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အပူပေးတယ်လို့ဖြစ်ပြီးတော့ကျမ်းမာရေးလည်းညှဉ်းညွတ်စေပါတယ်စိတ်ဝင်စားစရာကောင်းတာကတော့မမြင်အပ်တဲ့မကောင်းတာတွေအကုန်လုံးကိုဒီအာရတိမီးကနေတဆင့်ဖယ်ရှားပေးတယ်ဆိုပြီးတော့ဟိန္ဒူဘာသာဝင်တွေကအခုတည်းယုံကြည်နေကြပါသေးတယ်အိန္ဒိယနဲ့ပတ်သက်တာတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကို follow ပေးထားခဲ့ပါအောင်ကျွန်တော်တို့ဗုဒ္ဓရာမြောက်ပြီးတော့ကိုစော်ထောင်ပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok အကောင့် YouTube Channel Facebook Page ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရှိမှလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရသလိုဒီ Telegram user name ကိုလာရောက်လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ